လူတိုင်းတစ်သက်မှာအ ਨੇ ဆုံးတစ်ခါတော့တွားတဲ့အရန်လှပပြီးထူးဆန်းတဲ့နေရာ10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တဲ့ Santorini ဂရိ Santorini ကအဖြူရောင်အိမ်လေးတွေကိုတောင်ကမ်းခြေပေါ်မှာတန်းစီတီးထားပြီးအပြာရောင်ပင်လယ်နဲ့လိုက်ဖက်လာပါတယ်။နေဝင်ချိန်ရောက်ရင်ကောင်းကင်အယောင်ပြောင်းသွားပြီးရွှေရောင်လိမ္မော်ရောင်ပန်းရောင်နဲ့ပေါင်းဆက်ထားတဲ့မြင်ကွင်းကလူတစ်ယောက်ရဲ့စိတ်ကိုတကယ်ဖန်ဆားနိုင်ပါတယ်။ဒါကြောင့်စုံတွဲတွေခရီးသွားတွေအလုံးအိမ်မက်နေရလို့ထင်နေတာပါ။နှင်းမာချူပီချူပီရူမာချူပီချူကတောင်ထဲအမြင့်ကြီးကိုမှတည်ရှိအင်ကာလူမျိုးတို့ရဲ့ရှေးဟောင်းမြို့ပါ။နေရာတစ်ခုလုံးကိုမိုးရိမ်တွေနဲ့လွှမ်းခြုံထားတဲ့အချိန်မှာစိတ်ကူးငြိမ်ကပါတဲ့ဝင်သွားတယ်လို့ခံစားရပါတယ်။အဆောက်အဦတွေကိုနီးပညာမရှိတဲ့ခေတ်မှာတောင်ဒီလောက်တိကျစွာဆောက်လုပ်နိုင်ခဲ့တာကိုမြင်ရင်လူတိုင်းအံ့ဩမိကြပါတယ်။၃အန်တီလုတ်ကန်ယွန်အမေရိကန်ဒီနေရာကကြောက်တောင်ကြားကကန်ယွန်တစ်ခုထီပြီးနေရောင်ကျရောက်တဲ့အချိန်မှာအလင်းရောင်တွေကလိုင်းပုံစံနဲ့ထင်ပေါ်လာပါတယ်။တဘာဝကအနုပညာရှင်တယောက်လိုပုံဖော်ထားတယ်လို့ထင်လို့ဓာတ်ပုံရိုက်သူတွေအယမ်းကြိုက်ကြပါတယ်။မျက်စိနဲ့မြင်ရတဲ့အခါတကယ်ကိုမယုံနိုင်လောက်အောင်လှပါတယ်။၄ဆာလာဒီယူနီဘိုလီဗီးယားကမ္ဘာပေါ်မှာအကြီးဆုံးစားလွင်ပြင်ထက်ပြီးမိုးရွာတဲ့ရာသီမှာရေတင်တက်လာရင်ကောင်းကင်ကိုမြေပြင်ပေါ်မှာပြန်ထင်စေပါတယ်။အပေါ်မှာကောင်းကင်အောက်မှာကောင်းကင်ဆိုသလိုခံစားရလို့လူတွေကကဘာလက်ကောင်းကင်ကြားမှာလမ်းလျှောက်နေရတယ်လို့ပြောကြပါတယ်။ငါ Venice Italy Venice မြို့မှာလမ်းမအစားရေချောင်းတွေရှိပြီးလှယ်ရီနဲ့သွားလာရပါတယ်။ဂွန်ဒိုလာလဲစီးရင်အိမ်ဟောင်းလေးတွေတပန်းလေးတွေကိုကြည့်နေရတာကအရန်ကို romantic ဆန်ပါတယ်။ဒါကြောင့်ချစ်သူတွေအထက်ကဘာပေါ်မှာအလှဆုံးမြို့တစ်မြို့လို့ဆိုနိုင်ပါတယ်။6ပမူခန်းပိုက်တူရကီဒီနေရာကတဘာဝရေဘူးဆိုင်းတွေကထွက်လာတဲ့တထုဓာတ်တွေကြောင့်အဖြူရောင်အဆင့်ဆင့်လို့ထစ်လာပါတယ်။အပေါ်ကနေကြည့်ရင်ဝါးရောင်တောင်မဟုတ်ပဲရေခဲတောင်လို့မြင်ရပါတယ်။ရေထဲစိန်ရင်တဘာဝအလှကိုခံစားနိုင်တဲ့နေရာထစ်လို့ထူးဆန်းပြီးမမေ့နိုင်တာဘူး။ခမင်း Aurora Borealis Norway Iceland ညကောင်းကင်ပေါ်မှာအစိမ်းပန်းခရားရောင်အလင်းအောင်လေးလှုပ်ရှားနေတယ်လို့မြင်ရတာကတကယ်ကိုမျက်စိမခွာနိုင်အောင်လှပါတယ်။ဒီအလှကိုမြင်ဖို့အချိန်နဲ့ကန်ကောင်းမှုလိုအပ်လို့တစ်သက်မှာတစ်ခါမြင်ရရင်ပဲအမှန်တရားဖွေကြံနေပါတယ်။ရှစ်ဘိုရာ French Polynesia ရေပြင်အောက်ကိုတိုက်ရိုက်မြင်ရတဲ့အပြာရောင်ရေကြီးနဲ့ကမ်းခြေဟလာတွေကစိတ်ဖိစီးအောက်လုံးကိုဖယ်ရှားပေးနိုင်ပါတယ်။ပင်လယ်ပေါ်မှာစောက်ထားတဲ့အိမ်လေးတွေမှာနေရတာကတကယ်ကိုအပန်းဖြေအိမ်မဲဘွားလိုပါပဲ။ကိုချမ်းချမ်းရှမ်းတရုတ်မိုးတိမ်တဲကထွက်နေတဲ့တောင်တန်းရှည်ရှည်တွေကအာဗတာရုပ်ရှင်တွေကမြင်ကွင်းနဲ့တူလွန်းလို့လူတွေကိုအံ့ဩစေပါတယ်။တောင်တန်းအလယ်မှာရှောက်ရတဲ့လမ်းကြောင်းတွေကစိတ်လှုပ်ရှားစရာအတွေ့အကြုံကိုပေးနိုင်ပါတယ်။10ပက်ထရာဂျော်ဒန်ကြောက်တောင်ကြီးတဲကိုတိုက်ရိုက်ထွင်းထုတ်ထားတဲ့မြို့တစ်မြို့ဖြစ်ပြီးယာနှစ်ပေါင်းများစွာရှိလာပါပြီ။နေရောင်ကျလာတဲ့အခါကြောက်တောင်ရဲ့အယောင်ပြောင်းလဲသွားတာကတကယ်ကိုမဟာအန်တွဲလာတမိုင်းနဲ့လွှဲချွတ်ရက်တွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုများကိုနေ့တိုင်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like လုပ်click ဖို့မမေ့ပါနဲ့နော်။ကြည့်ရှုမှုအတွက်လည်းကျေးဇူးတင်ပါတယ်။